အားလုံးပဲမင်္ဂလာပါရှင်မြမရိုးရအစားအစာတစ်ခုဖြစ်တဲ့ကောင်းချင်းတုပ်လေးထုတ်စားဖြစ်လို့ပြန်လဲမျှဝေတာဖြစ်ပါတယ်ရှင်ကောင်းချင်းဆန်1 ကီလိုကိုတော့ညရေကရေစိမ်ထားလိုက်ပါတယ်ရှင်ပဲကြိုက်တဲ့အဖွဲရဲ့ငပြောသီးကြိုက်တဲ့အဖွဲရဲ့နှစ်ဖွဲ့ခွဲနေတာမို့လို့နှစ်မျိုးလုံးရောပြီးကောင်းချင်းတုပ်ကိုထုတ်လိုက်ပါတယ်ရှင်အရသာအတွက်ကတော့စားလေးအနည်းငယ်ထည့်ပေးရမှာဖြစ်ပါတယ်ရှင်ခူးထားတဲ့ငပြောရွက်တွေကိုတော့နေလန်းဖို့အချိန်မရတာမို့လို့ရင်နှွေးလေးဖြောပေးလိုက်ပါတယ်ရှင်ကျမကတော့ကောင်းချင်းတို့တစ်လွှာကိုငပြောသီးတစ်လုံးအသုံးပြုထားပါတယ်ရှင်ကောင်းချင်းတို့ထုတ်တဲ့အခါမှာတော့အဓိကအရေးကြီးတာကျိုးတေချာချီပေးရမှာဖြစ်ပါတယ်ဒါမှပြုတ်တဲ့အခါမှာရေမဝင်မှာဖြစ်ပါတယ်ရှင်ထုတ်ပြီးသွားတဲ့အခါမှာတော့ပြုတ်မဲ့အိုးတွေကိုကောင်းချင်းတုပ်တွေအစီအီထည့်ပေးရမှာဖြစ်ပါတယ်ရေကိုတော့မပြည့်တပြည့်အနေထားထည့်ပြီးမီးပြင်းပြင်းနဲ့1 နာရီ15လောက်ပြုတ်ရင်ကြက်ပါပြီရှင်အုံးသီးဖိုးဖွေးလေးဖြူပြီးငပြောသီးအနံ့ရောပဲနံ့ရောမှုေးနေတဲ့မြမရိုးရကောင်းချင်းတုပ်လေးရပါပြီရှင်စားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်